တိတ်ဆိတ်ငြိမ်သက်နေတဲ့ညသံကောင်ရံချိန်ခါမှာပဲဖြစ်ပါတယ်။ဆယ်ပေပတ်လေးလောက်သာကျဲတဲ့အခန်းငယ်လေးထဲမှာဒေါ်ညိုမေတယောက်အိယာပေါ်ကနေတူတူကလေးညှဉ်းညူနေခဲ့တာပေါ့။ဒေါ်ညိုမေရဲ့ညှဉ်းညူသားဟာတူတူကလေးဖြစ်တာကြောင့်ပဲသူ့ရဲ့ဘေးမှာအိတ်နေတဲ့တားဖြစ်သူဖိုးလုံးကတော့ကလေးသဘာဝအရာမနိုးပဲနှိမ့်ချိုက်စွာအိပ်ပျော်လို့နေခဲ့ပါတယ်။ဒီအချိန်မှာဒေါ်ညိုမေတယောက်ညှဉ်းညူနေရကနေရုတ်တရက်ထထိုင်လိုက်ပါတော့တယ်။နောက်ပြီးဒေါ်ညိုမေရဲ့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းတုန်ခါလို့ရန်လာပြီးခေါင်းကလည်းအောက်ကိုစိုက်လာကညင်ညူတန်ကလည်းတစတဲ့တစပိုပိုကျလာခဲ့ပါတယ်ဒီအချိန်မှာဖိုးလုံးကလည်းသူ့အမေရဲ့ဆူဆူညံ့ညံ့အသံတွေကြောင့်အိယာကနေနိုးလာခဲ့ပါတယ်ဖိုးလုံးဟာသူ့အမေကိုကြည့်လိုက်တဲ့အခါမှာတော့အမေဖြစ်သူရဲ့ခန္ဓာကိုယ်ဟာပညာရိပ်ထိုးနေပြီးပါးစပ်ကလည်းဘာမှမသိတဲ့စကားတွေပြောနေခဲ့တာကိုမြင်လိုက်ရပါတယ်ဖိုးလုံးတယောက်ဘာလို့ဘာကန်ရမှမသိစိတ်တော်လို့ခြောက်ချနေခဲ့တာပေါ့အမေဘာဖြစ်နေတာလဲဗျအမေဖိုးလုံးဟာဘလို့ပဲခေါ်ဒေါ်ညိုမေကတော့ဘာမှမသိတော့ပဲပါးစပ်ကညင်ညူတန်သာထွက်နေခဲ့ပါတယ်ဒီအချိန်မှာဖိုးလုံးကအကြောက်စိတ်ဝင်လာပြီးဟိုဘက်နဲ့အိမ်ကျော်မှာရှိတဲ့ရွာသူကြီးရဲ့အိမ်ကိုအလင်းအမြန်ပြေးသွားခဲ့ပါတယ်တကြီးတကောက်ဖွင့်ပေးပါအောင်ဗျအမေဘာဖြစ်လို့လဲမသိဘူးဗျပါးစပ်ကလည်းဘာတွေအော်နေမှမသိဘူးတစ်ချက်တော့လိုက်ကြည့်ပေးပါအောင်ဗျဖိုးလုံးဟာတကားကိုအဆက်မပြခောက်ရင်ပါးစပ်ကလည်းလမ်းအကူညီတောင်းနေခဲ့တာပေါ့ဖိုးလုံးရဲ့ကျေလောင်တဲ့အသံကြောင့်တကြီးနဲ့တကြီးကတော်ကလည်းအဲ့ရကနေနိုးလာခဲ့ပါတယ်နောက်ပြီးဖိုးလုံးစီကိုထွက်လာခဲ့တာပေါ့ဘိနာကအိမ်တွေကလည်းဆူဆူညံ့ညံ့အသံတွေကြောင့်ထွက်လာခဲ့ပါတယ်အဲ့ဒီထက်မှတော့ရွာရဲ့သက်ကြီးရွယ်အိုထက်ကတယောက်ဖြစ်တဲ့အဘိုးညိုတို့လင်မယားကလည်းထွက်လာခဲ့တာပေါ့အဘိုးညိုဟာဖိုးလုံးကိုကြည့်ပြီးဘာဖြစ်လို့လဲမြည်လေညိုမီဘာဖြစ်လို့လဲကွအမေကတကူလုံးလှုပ်ရမ်းနေပြီးပါးစပ်ကဘာတွေပြောနေမှလည်းမသိဘူးဗျဒီလိုနဲ့တကြီးတို့လင်မယားနဲ့အဘိုးညိုတို့ကလည်းဖိုးလုံးရဲ့စကားကြောင့်တုံလုံးသွားပြီးအလင်းအမြန်ပဲဒေါ်ညိုမေကိုသွားကြည့်ခဲ့ပါတယ်သူတို့ရောက်သွားချိန်မှာပဲဒေါ်ညိုမေဟာတကူလုံးလှုပ်ရမ်းပြီးပါးစပ်ကလည်းဘာမှမသိရေရွနေခဲ့တာပေါ့တကြီးရဲ့ဇနီးဒေါ်မြင့်ကတော့ညိုမေရဲ့အနောက်ကိုကားပြီးညိုမေနေဘာဖြစ်နေတာလဲဒီချိန်မှာပဲဒေါ်ညိုမေကဒေါ်မြင့်ကိုမျက်လုံးပြူးနဲ့မော်ချီလိုက်ပြီးလက်ညှိုးထိုးခဲလိုက်ပါတယ်နင်တို့ဘာလုပ်ကြတာလဲထွက်သွားငါကိစ္စကိုလာမစုံနဲ့အကောင်လုံးအသေးဆိုးနဲ့သေသွားမယ်ငါ့ကိုဘာမှနေလဲကွထွက်သွားညိုမေရဲ့စကားကြောင့်ရောက်လာသူအလုံးကလည်းတုံလုံးသွားခဲ့တာပေါ့ဒေါ်ညိုမေရဲ့အသံဟာသူ့အသံမဟုတ်ပဲယောက်ျားကြီးတစ်ယောက်ရဲ့အသံဖြစ်နေခဲ့ပါတယ်တကြီးကလည်းဒေါ်ညိုမေအနောက်ကိုကတ်သွားခဲ့တာပေါ့ဒီအချိန်မှာဘွားချိုကလည်းဒီကလေးမဘလို့ပြရတာလဲအေးငါလည်းဒီလိုတစ်ခါမှမကြုံဘူးပါဘူးဒီချိန်မှာဒေါ်ညိုမေရဲ့ပါးစပ်ကဘာမှမသိထွက်လာခဲ့တာပေါ့အဘိုးညိုကလည်းဘာစကားလဲဟာလူနာနဲ့အောင်လည်းမပြောဘူးဒီလိုနဲ့တကြီးတို့လင်မယားကဒေါ်ညိုမေကိုအိယာဘော်ကိုအတင်းချုပ်ပြီးအိတ်ချစေခဲ့ပါတယ်ဒီမှာပဲသူတို့ကအတော်ကိုအံ့ဩသွားခဲ့ရတာပေါ့ဒေါ်ညိုမေရဲ့ခွန်အားမိမတယောက်ရဲ့ခွန်အားမဟုတ်ပဲယောက်ျားတယောက်ရဲ့ခွန်အားလိုအယံကိုတမ်းမာနေခဲ့တာပေါ့တကြီးတို့ကလည်းအတင်းချုပ်ပြီးအိယာဘော်ကိုအရောက်တွန်းချခဲ့လိုက်ပါတယ်မနေ့အာယုံတက်ချိန်လောက်မှာတော့ဒေါ်ညိုမေဟာငိမ်ကြလို့သွားခဲ့တာပေါ့တကြီးတို့ကလည်းဒီကိစ္စကိုဘလို့ဖြေစေရမလဲဆိုတာကိုအချင်းချင်းတိုင်ပင်နေခဲ့ကြပါတယ်ဒီချိန်မှာဘွားချိုကညိုမေကိုတရေတကောက်ဝေပူနေတာဖြစ်မယ်ဒီချိန်မှာအဘိုးညိုကလည်းတရေဝင်ပူတာဆိုရင်သူကဘယ်နေရာမှာဘာအမားတွေလုံးမေးလို့လဲမသိဘူးနင်တို့သိကြလားကွတကြီးကတော်ကလည်းမသိဘူးဆိုတဲ့အကြောင်းကိုခေါင်းရမ်းပြလိုက်ခဲ့ပါတယ်ဒီချိန်မှာတကြီးကသူ့မိမကိုကြည့်ပြီးညိုမေမနေ့ကဘသူနဲ့စီးနေတာကိုနင်တွေ့သေးလဲကျမလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့မသိလိုက်ဘူးအစ်သူဘသူနဲ့သွားလဲဆိုတာဒီချိန်မှာဖိုးလုံးကအမေကမင်းညနေကအဖွားကြီးတယောက်နဲ့မြစ်စက်ကန်းကိုသွားတယ်ဗျအဲ့ဒါကိုတော့တွေ့လိုက်တယ်အဲ့ဒီကနေအိမ်ကိုပြန်လာခဲ့တာပဲဒီချိန်မှာဘွားချိုကအဲ့ဖွားကြီးကိုနေမြင်လိုက်လာလူလေဟုတ်ကဲ့ဗျသားမြင်လိုက်တယ်ဗျဒါပေမဲ့အဲ့ဒီအဖွားကိုတော့သားတစ်ခါမှမမြင်ဘူးသူ့ပုံစံကိုတော့မမိတယ်ဗျသူကပန်းမွေးပုံပါတဲ့ထမိန်နဲ့အင်ဂျီလက်စီကိုဝတ်ထားတယ်ဗျနောက်ပြီးတော့သူ့မျက်နှာမှာအဝါရောင်အမုတ်တွေလည်းလိမ့်ထားတယ်ဗျဟေးနောက်ပြီးဘာမှမိသေးလဲသာအဲ့ဒါပဲမြင်တယ်ဗျတခြားတော့ဘာမှမသိတော့ဘူးဗျဒီချိန်မှာတကြီးကညိုမေကိစ္စကအဲ့ဒီဘွားကြီးနဲ့ပတ်သက်နေမလားမသိဘူးညိုမေကတရက်ဝင်ဘူးတယ်ဆိုရင်တော့ဟိုဘဲရွာကအောက်လန်းဆရာကြီးဒေဝကိုသွားပေးမှပဲရမယ်တခြားတော့ဘာမှလုံးလို့ရမှာမဟုတ်ဘူးကွအားလုံးကလည်းရွေးချယ်စရာမရှိတာကြောင့်တကြီးရဲ့စကားကိုသဘောတူလိုက်ကြပါတယ်
မနေ့မိုးတော့မိုးလေးတဲ့အချိန်ကိုရောက်လာတဲ့အခါမှာတော့တကြီးနဲ့အဘိုးညိုတို့နှစ်ယောက်သားဟာအောက်လန်းဆရာဒေဝကိုပင့်ဖို့ဟိုဘက်ရွာကိုလေကလေးနဲ့ထွက်သွားခဲ့ကြတာပေါ့အဘွားချိုကလည်းအိမ်မပြန်တော့ပဲဖိုးလုံးလေးနဲ့အတူဒေါ်ညိုမေကိုစောက်ကြည့်လို့နေခဲ့တာပေါ့တကြီးတို့နှစ်ယောက်သားဟာချောင်းရိုးဖြောက်အတိုင်းလေလော်သွားပြီးညိုမေရဲ့အဖြေစာမရတဲ့အဖြစ်ကိုစကားကလေးတပြောပြောနဲ့ပုံမှန်ကလေးလေလော်သွားခဲ့တာပေါ့ဒေါ်ညိုမေဟာရုပ်ကလေးလှသလောက်အပြောအဆိုကတော့နည်းနည်းကျန်းတဲ့သူပဲဖြစ်ပါတယ်ဒါပေမဲ့စိတ်ရင်းကတော့အတော်ကိုကောင်းတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်သူ့အပြောဒီကြောင့်ပဲမနာလိုတဲ့သူတစ်ယောက်ကပြူစားထားသလားလို့တကြီးတို့ကထင်နေကြတာပေါ့ဒီလိုနဲ့တကြီးတို့ဟာလမ်းတဝဲရောက်မှာတော့ဖိုးလုံးလေးပြောတဲ့ထမိန်ပန်းမွေအင်ကြီးလက်စီနဲ့မျက်နှာမှာတော့အဝါယာမုတ်တွေလိမ့်ထားတဲ့အဖွားကြီးကိုတွေ့လိုက်ရပါတယ်တကြီးတို့ကလည်းအဖွားကြီးကမျက်တော်မခအစိုက်ကြည့်နေတာကြောင့်ပဲကြောင်ရွံစိတ်ဖြစ်လာပြီးလေကိုပုံမမြန်လော်ခလာခဲ့ပါတယ်မကြခင်မှာပဲဟိုဘက်ရွာကဆရာဒေဝအိမ်ကိုရောက်လို့သွားခဲ့ပါတယ်တကြီးတို့နှစ်ယောက်သားဟာဆရာဒေဝနဲ့အတူဆရာဒေဝရဲ့အိမ်စစ်ဈေးအထက်မှာထိုင်ပြီးဖြစ်ပျက်ခဲ့သမျှအကြောင်းအရာအလုံးကိုပြောပြခဲ့တာပေါ့အဝါရအမုတ်လိမ့်ထားတဲ့အဖွားကြီးရဲ့အကြောင်းလဲပါလို့နေခဲ့တာပေါ့ဒီအချိန်မှာဆရာဒေဝကညနာမှာအဝါရအမုတ်လိမ့်ထားတယ်ဟုတ်လားဒါဆိုတော့ဟုတ်ပြီအဲ့ဒါကတော့ဒေါ်ဆန်းပဲဖြစ်မယ်သူကလည်းပညာသည်တယောက်ပဲဟိုဘက်တရွာကြုံမှာပဲနေတယ်ဒါပေမဲ့သူကပျောက်သွားတာကြာပြီဘယ်ကိုသွားနေတာလဲဆိုတာကိုတော့ဘယ်သူမှမသိကြဘူးအခုမှပြန်ပေါ်လာတာဆိုတော့အကြောင်းတစ်ခုခုစီလို့ဖြစ်မယ်ညိုမေရဲ့ဖြစ်ပုံကိုနင်တို့ပြောတာနားထောင်ကြည့်ရသလောက်တော့တရားရောက်ကပြုစားထားတာပဲဖြစ်ရမယ်ဟေးဒါဆိုဆရာဒီကိစ္စကိုဖြေရှင်းမလို့ရမလားဗျကိုပါလေဗျာရပါတယ်ငါဖြေရှင်းနိုင်ပါတယ်ဒီကိစ္စတဲ့ကြီးတဲ့ကိစ္စတွေကိုတော့ငါဖြေရှင်းလာခဲ့တာပဲဆရာတွေကတော့သူ့ကိုယ်သူယုံယုံကြည်ကြည်နဲ့ဖြေရှင်းနိုင်မယ်လို့အဖြေပေးခဲ့လိုက်ပါတယ်ဒီလိုနဲ့သူတို့ဟာဒေါ်ညိုမီရဲ့အခြေအနေပုံမဆိုးခင်မှာပဲဆရာဒီဝကိုပြီးပြီးအိမ်ကိုပြန်လာခဲ့တာပေါ့သူတို့အိမ်ကိုပြန်ရောက်လာချိန်မှာတော့အလွန်တိတ်ဆိတ်ညီတဲ့နေတာကိုသတိပြုမိခဲ့ပါတယ်သူတို့ဟာအိမ်ထက်ကိုရောက်သွားချိန်မှာတော့ဖွားချိုနဲ့ဖိုးလုံးလေးကအိပ်ပျော်နေခဲ့တာကိုတွေ့ခဲ့ရပါတယ်ဒီချိန်မှာပဲသူတို့မြင်တွေ့ရတဲ့အကြောင်းအရာကြောင့်မျက်လုံးများပြူထွက်လာခဲ့တာပေါ့ဘာကြောင့်လဲဆိုတော့ဒေါ်ညိုမီဟာပျောက်လို့နေခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့တကြီးတို့ဟာအိပ်ပျော်နေတဲ့အဖွားချိုတို့ကိုနှုတ်ခဲလိုက်ပါတယ်အဖွားချိုတို့ကလည်းသူတို့ဘယ်ချိန်အိပ်ပျော်သွားမှမသိသလိုဒေါ်ညိုမီဘယ်ရောက်သွားတယ်ဆိုတာကိုလည်းမသိဖြစ်နေခဲ့တာပေါ့ဒီအချိန်မှာအဘိုးညိုတို့ကကဲညိုမီဘယ်ရောက်သွားလဲမသိဘူးလိုက်စားကြအောင်တယောက်တနေရာစီခွဲပြီးစားကြမြန်တွေ့အောင်လို့ဘိုးညိုရဲ့စကားဆုံးမှာတော့သူတို့ဟာလူစုခွဲလိုက်ပြီးစားခဲလိုက်ပါတယ်ဒီချိန်မှာတကြီးကခြံနဂါဝကိုကြည့်မိလိုက်ချိန်မှာတော့အဘွားတော်ဆန်းကိုတွေ့လိုက်ရပါတယ်ဟေးအားလုံးဒီဘက်ကိုလာကြဟိုအဖွားကြီးကခြံဝကိုရောက်နေပြီဒီအဖွားကြီးကဒီတိတောင်လာရဲသေးတာပဲငါအကြောင်းပေးရသေးတာပေါ့တကြီးခြံနဂါဝကိုပြေးသွားဘာမှမကြောက်နဲ့ငါရှိတယ်တကြီးကလည်းဆရာဒီဝရဲ့စကားကြောင့်ခြံနဂါဝစီကိုပြေးသွားခဲ့ပါတယ်တကားဝအရောက်မှာတော့အဘွားတော်ဆန်းရုတ်တရက်ဆိုသလိုပျောက်ကွယ်သွားခဲ့တာပေါ့တကြီးဟာခန်းစားနားကိုလမ်းကြည့်မိလိုက်ချိန်မှာတော့ဒေါ်ညိုမီကိုမြင်တွေ့ခဲ့လိုက်ရပါတယ်ဒေါ်ညိုမီဟာခန်းစားနားမှာထိုင်ပြီးခြေထောက်ကလေးကိုလှုပ်ရမ်းကရေကစားလို့နေခဲ့တာပေါ့ညိုမီဒီမှာရှိတယ်ဟာဒီကိုလာကြဟာအဘိုးကျိုတို့ကလည်းအမြန်ပြေးလာပြီးဒေါ်ညိုမီကိုဇေယျဘော်ကိုခေါ်ခဲလိုက်ပါတယ်ဒေါ်ညိုမီဇေယျဘော်ရောက်လာချိန်မှာတော့အဘိုးညိုတို့ကလည်းလက်ကိုမြောက်ပြီးနှာခေါင်းကိုပိတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဒေါ်ညိုမီရဲ့ကန်းစားနားမှာအန်ထားတဲ့အမ်ဘတွေကြောင့်ပဲဖြစ်ပါတယ်ဒေါ်ညိုမီရဲ့အမ်ဘတွေဟာအသားစိမ်းကိုစားထားသလိုပဲအနှံ့ကလည်းအလွန်ပုတ်ပွားနေခဲ့တာပေါ့ညိုမီကအသားစိမ်းစားထားသလိုပဲဘယ်လိုလုပ်ရမလဲဘာမှလုပ်မရဘူးထင်တယ်အိမ်ကိုပဲရင်ခေါ်သွားကြမယ်လေကျန်တာနောက်မှဆက်လုပ်ကြမယ်ဒီလိုနဲ့တကြီးတို့ဟာညိုမီကိုအိမ်ကိုပြန်ခေါ်သွားခဲ့ပါတယ်အိမ်ကိုရောက်တဲ့အခါမှာတော့ဒေါ်ညိုမီကိုအိပ်ယာပေါ်မှာပေးအိပ်ထားလိုက်တာပေါ့ဒေါ်ညိုမီဟာအိပ်ယာပေါ်မှာရောက်နေခဲ့ပေမဲ့လည်းမအိပ်နိုင်ပဲမျက်လုံးကလေးမေးလေးဖြစ်နေခဲ့ပါတယ်ပါဇက်ကလည်းဘာမှမသိတဲ့စကားတွေထွက်ပေါ်လာခဲ့တာပေါ့အဲ့ဒီနောက်မှာတော့ဒေါ်ညိုမီရဲ့သားဟာတဖြည်းဖြည်းကျလာပြီးပတ်ဝန်းကျင်ကိုပါအုပ်ဆိုင်သွားခဲ့ပါတယ်ဆရာတွေကလည်းချီကျိုးကိုထုတ်ကာဂါရမာနတွေကိုရွတ်ဆိုခဲ့တာပေါ့အဲ့ဒီနောက်မှာတော့ဆရာတွေကညိုမီရဲ့လက်ဘေးမှာချီကျိုးကိုသွားပြီးဝတ်ပေးခဲ့လိုက်ပါတယ်ဒီချိန်မှာဒေါ်ညိုမီကပူတယ်ဒေါ်ညိုမီဟာပူတယ်ဆိုပြီးအသက်ကုန်းဟော်ဟိနေခဲ့တာပေါ့နော
နောက်ပြီးတော့ဒေါ်ညိုမီရဲ့ဘိုက်ထဲမှာလည်းတစ်ခုခုရှိတယ်လို့ဖြစ်နေခဲ့ပါတယ်ဒေါ်ညိုမီရဲ့ဘိုက်ဟာတပြေးပြေးပူလာပြီးဖောင်းကားလာခဲ့ပါတယ်ဟေးအဲ့ဒါအောင်လည်းလှုပ်ထားတာပဲဒေါ်ညိုမီရဲ့ဘိုက်ဟာတစ်ခုခုကဦးရီအသေးတွေကိုစားနေတာဖြစ်နေဆရာဒီဝါဟာဒီလိုပြောဆိုလိုက်ပြီးဂါရာတွေကိုပုံမြင်မြန်ရွတ်ဆိုခဲ့လိုက်တာပေါ့ဒေါ်ညိုမီကလည်းပူလုံးလိုအတင်းကိုယုံနေခဲ့ပါတယ်ငါကိုလို့နေလို့ငါကြောင်ကောင်းသိရမယ်ဒေါ်ညိုမီရဲ့စကားအဆုံးမှာတော့ဆရာဒီဝါဟာအနောက်ကိုလန်ကျသွားခဲ့ပါတယ်တကြီးတို့ကလည်းဆရာဒီဝါနောက်ပြန်လဲကျသွားတာကြောင့်ပဲအလွန်တော်လုံးနေခဲ့ကြတာပေါ့ဒီချိန်မှာပဲခမှမသိတဲ့ဂါရာယုသန်တွေကထွက်လာခဲ့ပါတယ်အဲ့ဒီဂါရာယုသန်ထွက်ပေါ်လာချိန်မှာပဲဒေါ်ညိုမီဟာဗစက်ကဘာမှမသိပြောနေတာရပ်သွားပြီးသက်သာသလိုပြုမူလာခဲ့ပါတယ်ဒီချိန်မှာပဲရုတ်တရက်ဆိုသလိုအဘွားတော်ဆန်းကပေါ်ပေါက်လာခဲ့တာပေါ့ဒေါ်ဆန်းဟာသူ့ရဲ့လက်မှာပအိုသေးသေးလေးကင်ထားပြီးဂါရာမန်တော်တွေကိုမရမနာရွတ်ဆိုနေခဲ့ပါတယ်အဘွားကြီးဘာလို့လဲထွက်သွားဆရာတော်ကလည်းလဲကျနေရကနေအသံခပ်ပြင်းနဲ့အော်ပြောခဲ့လိုက်တာပေါ့အဘတော်ဆန်းကတော့ဆရာတော်ကိုအာယုံမထားပဲဂါရာကိုသာအာယုံစိုက်ပြီးသူ့လုပ်ကိုသာလုပ်နေခဲ့ပါတယ်ဒေါ်ဆန်းရဲ့လှုပ်ဆောင်မှုတွေကြောင့်ဒေါ်ညိုမီသက်သာလာတာကိုမြင်တွေ့ရချိန်မှာတော့တကြီးတို့ကလည်းဝင်မတားတော့ပဲဒေါ်ဆန်းကိုလှုပ်ခွင့်ပေးခဲ့လိုက်ပါတယ်ဒေါ်ညိုမီရဲ့ဘိုက်ကလည်းတဖြည်းဖြည်းပိန်လာပြီးတာမန်ဘက်ကလေးလိုပြန်ဖြစ်သွားခဲ့တာပေါ့ဒီချိန်မှာဒေါ်ဆန်းကဒီကောင်မလေးရဲ့ဘက်ထဲမှာဦးရီအသေးတွေကိုစားမလို့လုံနေတာကအောင်လန်းဆရာကြီးတယောက်မွေးထားတဲ့တရေပဲအရင်ကသူ့ကိုငါနေနေဖို့အခွင့်အရေးမရခဲ့ဘူးအောင်လန်းဆရာကြီးကသူမွေးထားတဲ့တရေကိုတရိษံတွေရဲ့ဦးရီအသေးတွေကိုပဲကျွေးတာနောက်တော့အောင်လန်းဆရာကြီးတည်ဆုံးသွားတော့အဲ့ဒီတရေကအစာမစားရတော့ဘူးဖြစ်နေတာအဲ့ဒါကြောင့်အခုဒီကလေးမကိုဒီလိုပြုစားနေတာပဲဒေါ်ဆန်းပြောတဲ့စကားကိုတကြီးတော်အုပ်စုကလည်းအသာမထွက်နိုင်ပဲတတိတ်ကလေးနားထောင်နေကြပါတယ်ငါရာကပြောက်သွားတာကဒီတရေကိုနေဖို့အတွက်ငါဆရာစီမှာမပြည့်စုံသေးတဲ့ပညာတွေကိုငါသွားပြန်သင်နေတာပဲအခုငါပြန်လာတော့တတိုက်ဆဆိုင်ဒီကလေးမရဲ့ဥပလိစာတွေကိုစားဖို့လုပ်နေတာနဲ့ကြုံတွေ့ရတာပဲအခုတော့သူ့ကိုမန်နေနေခဲ့ပြီတကြီးကလည်းဒဆန်းကိုကြည့်ပြီးကျေးဇူးတင်ပါတယ်ဗျာအခုလိုကူညီပေးတဲ့အတွက်ပြပြမတောက်အောင်ကျေးဇူးတင်ပါတယ်ဗျာဒါကငါတောင်းဝင်ပဲဘသူတွေပဲတတ်တာငါကတော့လုပ်ရမှာပဲဒီချိန်မှာဒေါ်ဆန်းကအောက်လန်းဆရာတွေကကိုကြည့်ပြီးနင်ကရောဒီလိုအောက်လန်းပညာတွေကိုပဲလုပ်နေအောင်မလားဒီပညာတွေကနှစ်ကိုငရေတီပို့ပေးလိမ့်မယ်နော်ဒီပညာတွေကိုစွန့်လိုက်တော့ဒေါ်ဆန်းရဲ့စကားကိုကြားချိန်မှာတော့ဆရာတွေကလည်းဟုတ်ကဲ့ပါဗျာကျွန်တော်လည်းဒီမကောင်းတဲ့အောက်လန်းပညာတွေကိုအပြီးတိုင်စွန့်လိုက်ပါတော့မယ်ဗျာဂတိပေးပါတယ်ဗျာဒီချိန်မှာဒေါ်ညိုမီဟာရုတ်တရက်ထလာပြီးဘိုက်ထဲကမကောင်းတဲ့အစီအရီတွေနဲ့စီရင်ထားတဲ့အစီရင်အလုံးကိုအန်ချခဲ့လိုက်ပါတယ်အလုံးကလည်းဒေါ်ညိုမီကိုဝိုင်းပြီးကြည့်နေခဲ့တာပေါ့အဘဒေါ်ဆန်းကလည်းသူပြောစရာစီတာတွေကိုပြောပြီးဂါရာကိုသာပြန်ယူနေခဲ့ပါတယ်ဒေါ်ညိုမီကလည်းဘိုက်ထဲကအစီရင်တွေမကုန်မချင်းတဝဝနဲ့အန်လို့နေခဲ့တာပေါ့နောက်ဆုံးမှာတော့အရာအလုံးကအဆင်ပြေသွားပြီးတရေကြီးကလည်းအပိတိုင်ပျောက်ကွယ်လို့သွားခဲ့ပါတယ်ဒီဇာလန်လေးကတော့လူရဲ့အပြင်ပိုင်းကိုကြည့်ပြီးကောင်းလားဆိုတော့ကိုမခွဲခြားသင့်ပါဘူးလူရဲ့အတွင်းစိတ်ကိုတည်ချာသိမှကောင်းလားမကောင်းလားဆိုတာကိုခွဲခြားသင့်ပါတယ်အဲဒါကြောင့်ပဲအဝတ်စားစင်ရင်ပေါ်ကိုကြည့်ပြီးလူကောင်းလူဆိုးဆိုတာမခွဲခြားကြပါနဲ့လို့ပြောရင်ဒီနေရာမှာပဲအဆုံးသတ်လိုက်ရပါတယ်ဗျာအဆုံးထိနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်စီပါတယ်ဗျာ